မင်္ဂလာပါကလေးတို့ရေကလေးတို့ကိုဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့စင်ကလမ်းဖယ်ပေးရတဲ့ဝတ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ် တခါတုန်းကပေါ့ကွယ်နှဆိုင်လွတ်လော့တဲ့တောကြီးတစ်ခုထဲမှာစင်ကြီးတစ်ကောင်ဟာမြစ်ထဲမှာရေချိုးလာပြီးတော့လမ်းကလေးအတိုင်းလမ်းလျှောက်လာပြီးအိမ်ကိုပြန်ခဲ့တဲ့ကွယ်လမ်းကြီးလေးတစ်ခုကိုရောက်တဲ့အခါတကိုယ်လုံးမှာပီချန်ညစ်ပတ်နေတဲ့ဝက်တစ်ကောင်ဟာနောက်ကနေလာနေတာကိုစင်ကြီးတီတော့ညစ်ပတ်ပေးချန်နေတဲ့ဝက်လမ်းဆက်သွားနိုင်အောင်စင်ကြီးဟာတီးငိမ်စွာနဲ့လမ်းဘေးမှာကပ်ပြီးရက်ပေးလိုက်ပါတယ်ပြီးမှသူ့လမ်းသူဆက်သွားပါတယ် ဝါဟာတောတဲ့ပန်ရောက်တော့တောတဲ့ကတခြားတိရစ္ဆာန်တွေကိုခုလူမိုးကြောဝါပါတဲ့မင်းတို့တွေးတယ်မဟုတ်လားငါဟာဘလောက်ကြီးမြတ်တယ်လဲစင်တော်ငါကိုကြောက်လို့ဘေးကပ်ပြီးရက်ပေးရတယ်ကွာဆိုပြီးကြောဝါပါတဲ့တောတတဝါရီယာဒါကိုကြားတဲ့အခါစင်ကြီးရဲ့လူရက်နဲ့ပတ်သက်ပြီးတွားမိကြတဲ့စင်ကြီးဟာဝက်ကိုကြောက်လို့ဘေးကပ်ပေးလိုက်တာလားကြာမဟုတ်ပါဘူးကွာဝက်ကိုငါလွယ်လွယ်လေးဘေးကိုကန်ထုတ်လိုက်လို့ရပါလေလို့စင်ကြီးကပြောတယ်။ဒါပေမဲ့ငါကရေချိုးပြီးပြန်လာတာမို့တန့်ရှင်းနေတယ်လေ။ဝက်ကတော်တော်လေးညစ်ပတ်နေတာကွာ။သူ့ကိုတိုင်လင်းလိုက်ရင်တော့ငါချိန်မှာပေချန်သွားမှလေ။ဒါကြောင့်ငါရှောင်လိုက်တာအကောင်းဆုံးပဲဆိုပြီးလမ်းဖယ်ပေးလိုက်တာပါလို့ပြန်ရှင်းပြတယ် ပညာဉာဏ်ရှိတဲ့သူတွေဟာမကောင်းတဲ့အရာကိုရှောင်ရှားတာမှာကြောက်ရွံ့ခြင်းထက်မကောင်းသောအရာနဲ့မထိတွေ့လိုတာကြောင့်ရှောင်ကြတာဖြစ်ပါလေ။ဒါကြောင့်ကိုယ်ပေါ်တိုက်ခိုက်ကဲရဲ့လာတဲ့စကားလုံးတိုင်းအဖြစ်အပျက်တိုင်းကိုတားတို့သမီးတို့အနေနဲ့ပညာရှိရဲ့အနေနဲ့ရှောင်ကျဉ်ရမယ်ကွ။ကိုကစိတ်ဆိုးပြီးပြန်တိုက်ခိုက်ခဲ့ရင်လဲဝက်ကလေးကိုမှပေနေတဲ့အညစ်အကြေးတွေလိုကိုလည်းပေချန်ကိုမှပါပုံမီလေးကတော့ထားပါပဲကွယ်သားသားမီမီတို့အားလုံးဘိုင်ဘိုင်